tech brother ပြောပြမယ်သင် CPU ကကောလေးလုံးပါတယ်လို့ကြော်ညာထားပေမဲ့ task manager ကိုဖွင့်ကြည့်ရင်8 logical processors လို့ပြနေတယ်ဒါဘာလို့လဲ CPU ကလိမ်နေတာလားမဟုတ်ပါဘူးဒါက hyper threading Intel ဒါမှမဟုတ် SMT simultaneous multi-threading AMD ရဲ့အလုပ်ပါရှင်းအောင်ဥပမာပေးရရင်စက်ရုံအလုပ်သမားဥပမာကောတစ်လုံးအလုပ်သမားတစ်ယောက် thread တစ်ခုလက်တစ်ချောင်းhyper threading မပိုင်အလုပ်သမားမှာလက်တစ်ချောင်းပဲရှိတယ်အလုပ်တစ်ခုလုံးနေနောက်တစ်ခုအတွက်စောင့်နေရတယ်တစ်ချိန်အလုပ်တစ်ခုပဲလုပ်နေတယ် hyper threading ပိုင်အလုပ်သမားမှာလက်နှစ်ချောင်းရှိတယ်လက်ဝဲနဲ့အလုပ်တစ်ခုလက်ရနဲ့နောက်တစ်ခုတစ်ချိန်နဲ့လုပ်နေတယ်ဒါမဲ့ဦးနောက်ကတစ်ခုတည်းပဲရှိတယ်ဒါကြောင့်အစွန်းနှစ်ဆမြန်မှာမဟုတ်ဘူး20 30ရပဲပုံမြန်တယ်ဘလို့အလုပ်လုပ်လဲ CPU core တစ်လုံးမှာအလုပ်လုပ်တဲ့ unit အမျိုးမျိုးရှိတယ် ALU တွက်တာ load store unit မှတ်ဉာဏ်ဖတ်တာ hyper threading ကဒီ unit တွေကိုမသုံးတဲ့အချိန်မှာတခြား task တွေသုံးဝင်ပေးတယ်ဥပမာ task A က memory ကိုစောင့်နေရတယ် cache miss အဲ့ဒီအချိန်မှာ core က task B ကိုစလုပ်လိုက်တယ် task A က data ရောက်လာရင်ပြန်လုပ်တယ်ဒီလိုနဲ့ core က idle မနေပဲအလုပ်ဆက်လုပ်နေတယ်ဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ senior tip number 1 hyper threading က gaming tab video editing 3D rendering virtual machines အတွက်ပိုအကျိုးရှိတယ် senior tip number 2 CPU ဝယ်တဲ့အခါ core အရေးအတွက်ကိုပဲမကြည့်ပါနဲ့ thread အရေးအတွက်ကိုလည်းကြည့်ပါဥပမာ core i5 6 core 12 thread Senior tip number 3တချို့ game တွေက hyper threading ကိုကောင်းကောင်းအသုံးမချနိုင်ဘူးတခါတလေ HD ပိတ်ထိုင် FPS ပိုကောင်းတယ် Senior tip number 4 BIOS ထဲမှာ hyper threading ကို enable disable လုပ်လို့ရတယ်ဒါပေမဲ့မလိုအပ်ပဲမပိတ်ပါနဲ့ Senior tip number 5 task manager မှာ logical processor ဆိုတာ cores time threads per core ပါ 4 cores time 2 HD 8 logical processors advantage CPU ကိုပိုပြီးထိရောက်စွာသုံးနိုင်တယ် multitasking ကောင်းတယ်အစောနှစ်ဆမျက်နှာမဟုတ်ဘူး20 30ပဲပုံမြန်တယ်တချို့အလုပ်တွေအတွက်ဘာမှမထူဘူးဒီနေ့သင်ယူလိုက်တဲ့ hyper threading အကြောင်းကနောက်တစ်ခါ CPU သတ်မှတ်ချက်တွေကြည့်တဲ့အခါ6 cores 12 threads ဆိုတာကိုနားလည်သွားလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior test တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်တစ်နေ့9မိနစ်တစ်ပတ်3ချိန်တစ်နေ့ဆိုနာရီပေါင်း130လေ့လာပြီးသားဒီအချိန်လေးကိုရင်းနှီးမြှုပ်နှံထားရင်နောက်တစ်နေ့မှာသင်ဟာ CPU architecture ကိုနည်းနည်းနားလည်တဲ့ PC အဆင့်ဆင့်ရွေးချယ်တတ်တဲ့ senior hardware expert တယောက်ဖြစ်နေပါပြီနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT technician ဖြစ်ဖို့ follow လုပ်ထားပါဦး